Hi, my name is Patrick. ဒီနေ့ဗီဒီယိုလေးကထိုင်းကနေလာကိုဘတ်စကားနဲ့သွားတဲ့အကြောင်းပြောပြပေးမှာပါဘတ်စကားခီးစိတ်ဘယ်လောက်ကုန်ကြမလဲနေဆက်မှာဘာတွေလုပ်ရမလဲ Visa border crossing ကောက်မှာအစားတောက်နဲ့အိမ်နာတွေကဘယ်လိုရှိမလဲပြီးရင်ရောက်ရင်ဘယ်လိုသွားရမလဲဒီဗီဒီယိုလေးကိုကြည့်ပြီးထိုင်းနဲ့လာကိုဘတ်စကားခီးကိုလွယ်လွယ်ကူကူကြိုတင်စီစဉ်နိုင်စေဖို့ရည်ရွယ်ထားပါတယ်ခင်ဗျာလာကိုခီးစဉ်ကျွန်တော်တို့လာကိုခီးစဉ်စထွက်ပါပြီဒီဘက်မှာကျွန်တော်လက်မှတ်ဖြတ်တာဒီမှာမြင်ရတဲ့ကောင်တာလက်မှတ်ဖြတ်တယ်ဒီမှာဝင်ပေါ့ကျွန်တော်တို့ကားလက်မှတ်ကတော့ဘတ်900ကျတယ်ကားကရောက်မှဝယ်လို့ရသလိုဒီတွဲကူအေးရှားကနေလည်းဒီ online ကနေဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့စီးရမယ်ကအဓိကလာကိုပတ်တယ်နောက်ကတော့ပတ်ကြီးလာကိုပတ်တယ်သိန်းနဲ့တွေ့တာသိန်းbiscuit. Juice. Talk about why we didn't work. No, I don't want. ကျွန်တော်တို့ဖူးကောက်မှာပေါ့နော်။တုံကင်လေးဒီကားလက်မှတ်တွေကမဟုတ်ဘူးစားလို့ရတယ်လို့ပြောတယ်။ကျွန်တော်ကားလက်မှတ်တွေနဲ့အခု like ရှာတာပါစားမလဲ။ပြောကြည့်။ Tu 30% discount လား။သိပါဦး။အဲ့ဒါကျွန်တော်ဒီမှာပေါင်ချာလေးနဲ့လေးစား25ဘတ်တော့ထပ်ပေးရတယ်။ချိုးပါလာအိုနဲ့ထိုင်းနေစမှာပါဒါကကျွန်တော်လာအိုရောက်ပါပြီကျွန်တော်တို့လာအို immigration ကိုရောက်ပါပြီဟုတ်ကဲ့လာအိုရဲ့ immigration control ရဲ့အတိတ်ကလေးအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ